အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရာသီဥတုကလည်းအေးအေးလေးနဲ့ဆိုတော့ပဇွန်တော်ရဟင်းရည်လေးစားကျင်လာတာနဲ့ကိုယ်တိုင်လှုပ်ရှားရင်းနဲ့လုံနည်းလေးကိုပါပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ဒီနည်းလေးဟာဆိုရင်ပြင်လောက်ရတာလဲလောက်ကူမြစံလို့လှုပ်ရှားကြပါအောင်ရှင်ပဇွန်တော်ရဟင်းချက်ရန်အတွက်ပါဝင်ပစ္စည်းလေးတွေကတော့မှုအနှဲငယ်ခရမ်းကျင်တီတက်လုံးပန်းမွေအနှဲငယ်နနမဲအနှဲငယ်နဲ့ပရဲကောအနှဲငယ်တို့ပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့ရှောက်ရအနေငယ်ရဲ့ငရုတ်သီးစိမ်းစပလင်နဲ့တံမြာသီးတစ်လုံးခွဲစာကိုလည်းအသုံးပြုပေးထားပါတယ်ရှင်ငရုတ်သီးစိမ်းကတော့ကိုယ်အဆက်စာနိုင်တဲ့လောက်ထည့်နိုင်ပါတယ်ရှင်ဒါလေးကတော့ရေဆေးတန်းစင်ထားတဲ့ပစွန်လေးတွေပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့နိုးစိမ်းငရုတ်သီးအနှင်းနဲ့တုံရငယ်တခဲစာတို့ပဲဖြစ်ပါတယ်ရှင်ဒီနေရာမှာနိုးစိမ်းအစာအုံတို့ကိုလည်းထည့်ပြီးအသုံးပြုပေးနိုင်ပါတယ်ရှင်ပထမဆုံးရေစုနေတဲ့အိုးရဲကိုစပလင်ပရဲကောရှောက်ရက်တို့ကိုထည့်ပေးထားလိုက်ပါမယ်။ပြီးရင်တော့တုံရမ်းကဲနဲ့ငရုတ်သီးအနှစ်ကိုလည်းတစ်ခါတည်းထည့်ပြီးချက်ထားပေးလိုက်ပါမယ်ရှင်။ဒီဟင်းလေးရဆိုရင်ပါဝင်ပစ္စည်းများတယ်ဆိုပေမဲ့ချက်ရတာလွယ်ကူပြီးစားရတာလည်းရတာရှိလို့လှုပ်ရှားကြည့်ကြပါနော်။ချက်ထားတာလဲစူပွက်လာပြီဆိုတော့ပေါင်ပစ္စည်းအလုံးကိုတစ်ခါတည်းထည့်ထားပေးလိုက်ပါမယ်။ပဇွန်နိုစိမ့်နဲ့တမယာသီးကိုတော့ဟင်းအိုချကနေမှပဲထည့်ထားပေးလိုက်ပါမယ်ရှင်။ရတာအတွက်ကတော့ငပြာရည်ထမင်းစားစွန်းနှစွန်းတကြားနဲ့ငယ်တားမုံနဲ့ငယ်တို့ကိုထည့်ပြီးနောက်တစ်ခါဟင်းဝဆူလာတဲ့အထိချက်ထားပေးလိုက်ပါမယ်ပြီးရင်တော့ရေဆေးတန်းစင်ထားတဲ့ပဇွန်ကိုထည့်ပေးထားလိုက်ပြီးခဏလောက်မှုပေးထားလိုက်ပါမယ်ပဇွန်လေးလည်းအနေတော့ဖြစ်သွားပြီဆိုတော့နိုးစိမ့်နဲ့တမယာသီးကိုလည်းထည့်ပေးထားလိုက်ပါမယ်ကဲအခုဆိုရင်တော့ပဇွန်တော်ရဟင်းလေးကိုစားမဲ့ပကံနဲ့ထည့်ပြီးရတာရှိစွာစားသုံးနိုင်ပါပြီရှင်ဗီဒီယိုလေးကိုစဆုံးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရတာရှိတဲ့စားသောက်ဖွယ်ရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ပေလေးကိုလည်း like and follow လေးလုပ်ပေးသွားကြပါအောင်ရှင်